မင်္ဂလာပါကျွန်တော်ကတော့ကြက်ပြော့သားကိုအသုံးပြုထားပါတယ်အရသာမို့အနှဲငယ်ထည့်ပြီးတော့မို့အနှဲငယ်ထည့်ပြီးနေထားပေးပါတခြားအရသာတော့ထပ်မထည့်ထားပါဘူးစီထည့်ပေးပါစီပူလာပြီဆိုရင်ကြက်သားကိုကျွန်တော်တို့ကြော်ပေးသွားပါမယ်ကြက်သားကြော်တာကတော့မိမိကြိုက်နှစ်သက်တဲ့အနေအထားလေးကြော်ထားပေးပါကျွန်တော်ကတော့အခုအလိုအနေအထားလေးကြော်ထားပါတယ်အနေတော်လေးအရန်လည်းမကျွတ်သလိုအရန်လည်းမပြော့ပါဘူးကြက်သွန်ပြူကြက်သွန်ဒီငရုတ်သီးစိမ်အမှဲ့ကိုဒီနေရာမှာအသုံးပြုထားပါတယ်ခရမ်းကျင်သီးလေးပို့ထည့်ပေးပါအားလုံးကိုရောပြီးတော့ကြော်သွားပေးရပါမယ်အယောင်ကိုကျွန်တော်အဓိကထားတဲ့အတွက်ငရုတ်သီးစိမ်အမှဲ့ကိုအသုံးပြုထားခြင်းဖြစ်ပါတယ်ခရမ်းကျင်သီးကိုလည်းများများလေးပို့ပြီးထည့်ထားပါတယ်ကြော်ထားတဲ့ပစ္စည်းတွေကိုကြိတ်ထားပေးရပါမယ်ပြီးသွားရင်တော့စီအနှဲငယ်နဲ့ကြိတ်ထားတဲ့ပစ္စည်းတွေအားလုံးကိုအခုလိုမျိုးလေးစီတက်ပေးပါစီတက်ပြီးသွားပြီဆိုရင်တော့ရေအနှဲငယ်ကျွန်တော်တို့ထည့်ပေးရပါမယ်အရသာမို့မဆလာအနှံ့လေးမှုမွေးလေးလိုချင်လို့မဆလာထည့်ထားပါတယ်ငါးငံပြားရည်နောက်ထပ်မိမိလိုချင်တဲ့အရသာကိုထပ်မံဖြည့်ဆွဲလို့ရပါတယ်ကျွန်တော်တို့ရေခမ်းသွားပြီဆိုရင်အခုလိုအနှစ်ပုံစံလေးဖြစ်လာမှာပါအနှစ်ဖြစ်လာပြီဆိုရင်တော့ကြော်ထားတဲ့ကြက်သားတွေကိုထည့်ပေးပါအောက်ကမီးလျှော့ပေးထားပါမဟုတ်ရင်တူးသွားနိုင်ပါတယ်တကယ်လို့အနှစ်ပုံစံမဟုတ်ဖ ೇನೆ အရေလေးနဲ့စားခြင်းနဲ့ဆိုရင်တော့ကျွန်တော်လိုမျိုးအခုလိုမျိုး6ပုံစံမလုပ်ပါနဲ့အရေအနှဲငယ်ခြံထားပါကျွန်တော်ကတော့အခုလိုပုံစံလေးကိုအရင်ကြိုက်ပါတယ်ခရမ်းကျင်သီးကိုလုံးဝအနှစ်ဖြစ်သွားအောင်ကျွန်တော်လုပ်ထားတဲ့အတွက်ကြက်သားနဲ့စားတဲ့အခါမှာအရင်ကြီးကိုစားလို့ကောင်းပါတယ်ကြက်သားကိုအဆူပုံစံမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကပြန်ပြီးကြော်ထားတာဖြစ်တဲ့အတွက်ခရမ်းကျင်သီးဒီလိုအနှစ်ပုံစံလေးနဲ့အရင်ကြီးကိုလိုက်ဖက်ပါတယ်အရင်ကြီးလဲစားကောင်းတဲ့အတွက်ကျွန်တော်ပြန်လဲမျှဝေခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်